အားလုံးမင်္ဂလာပါပေါ့နော်ဒီနေ့ကပေါ့နော်သမင်စားပြမှာဖြစ်ပါတယ်သမင်ကတော့ဘာစားမလဲဆိုတော့ခရမ်းကျွတ်တီနဲ့ဝက်ခောက်ချက်ထားတာဖြစ်ပါတယ်အဲ့ဒါငရုတ်တီဆက်ဆက်နဲ့ချက်ထားတာကိုစားသမှာဖြစ်ပါတယ်ဒါကဘယ်လိုမျိုးရတာရှိမှလဲဆိုတဲ့အားလုံးနဲ့ချက်စားဖို့မယ်လည်းထင်တယ်အားလုံးပဲလိုက်ကြည့်ကြရအောင်ဒါကကျွန်တော်ရဲ့ခရမ်းတီနဲ့ဝက်ခောက်ချက်ဖြစ်ပါတယ်ကျွန်တော်သမင်ဖြစ်ပါတယ်နော်ပြီးခဲ့တဲ့တစ်ခါကျွန်တော်ဒီမျိုးဟင်းချက်အရန်ကောင်းတာဖြစ်ပါတယ်စားလို့လည်းအရန်ကောင်းတယ်ဒီတစ်ခါပြန်ချက်တဲ့ချိန်ကျကျွန်တော်အတန်သွင်းနေနေအဲ့ဒါဖြစ်လို့ကျွန်တော်တို့ဒီနောက်ခံ background နေနဲ့ပြန်ပြောပြတတ်မှာဖြစ်ပါတယ်ဆိုတော့ဒီဟင်းဟာဆိုရင်ကျွန်တော်ပြီးခဲ့တဲ့အာ3လတော့တစ်ခါချက်စားဖို့တယ်အဲ့ဒီမှာခရမ်းကျွတ်တီးရတော်ကောင်းတယ်ဒီဟိုမှာဒီနေ့ဝယ်လာတယ်ဆိုဒီနေ့ချက်စားပြီးပို့ပြီးအဆင်ပြေတယ်ပေါ့နော်အခုကကျတော့ဒီနေ့ဝယ်လာတယ်ဒါပေမဲ့2ရက်လောက်ရှားလိုက်တယ်အဲ့မျိုးဆိုရင်စားလို့သိမကောင်းဘူးပေါ့နော်ကျွတ်လေးဆိုခရမ်းကျွတ်စတဲ့အတိုင်း fresh လက်ဆက်ဆက်လေးစားရင်တော့ပို့ပြီးအဆင်ပြေတယ်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးခရမ်းကျွတ်တီကိုကျွန်တော်တို့ဘယ်မျိုးစားထဲမှာလဲဆိုတော့ကျွန်တော်တို့အတိုးမျိုးငပိအကျိုးအတိုးမျိုးထဲမှာထားတဲ့ငရုတ်တီအဲ့ဒီခရမ်းကျွတ်တီပြောတာဖြစ်ပါတယ်ဟောလိုမျိုးအစိမ်းစားလို့မရတဲ့ဟာတားဖန်တဲ့ဟာမဟုတ်ဘူးပေါ့နော်ဒီခေါက်မှာလဲဝက်ခေါက်လည်းနည်းနည်းနေသွားတယ်ဒီချိန်ထဲမှာလည်းကျွန်တော်ရုပ်ကိုကြည့်လိုက်လေကျွန်တော်နည်းနည်းဟိုဖြစ်လာလားမသိဘူးเนาะဖောလာတယ်လို့ခံစားရလားမသိဘူးเนาะအဲ့ဒါကျွန်တော်တစ်ချက်ဟိုဝက်ကိုကြည့်တော့မှလက်ကြည့်တော့အေးရေးွားတယ်လားမသိဘူးအရန်ဖောလာတယ်လို့ခံစားရတာပေါ့เนาะစားနည်းနည်းလိုအပ်တဲ့စားနည်းနည်းထပ်ထည့်လိုက်မယ်အားလုံးပဲစားပြီးကြပြီလားမသိဘူးเนาะဒီကျွန်တော်ကလည်း food အစားအသောက်နဲ့ပတ်သက်တဲ့ဟာစားပြတာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုခေါ်တော့သူများလည်းမျိုးဖွယ်ဖွယ်ရာလေးစားချင်စဖွယ်လေးဖြစ်ချင်မှဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းလူတိုင်းကတော့ဖွယ်ဖွယ်ရာလေးစားနိုင်ချင်မှစားနိုင်မှာပေါ့နော်ကျွန်တော်လိုမျိုးကိုရှိတဲ့ဟာလေးနဲ့စားနေရတဲ့လူလည်းအများကြီးရှိတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်စိတ်ဓာတ်မကျပါနဲ့ပေါ့နော်အဲ့လိုနိုင်ငံခြားမှာနေတယ်လို့ဆိုပို့ပြီးဖြစ်တယ်ပေါ့နော်နိုင်ငံခြားမှာနေတဲ့လူဆိုရင်တချို့ကျတော့သူများအိမ်မှာနေရတယ်သူများအလုပ်လုပ်ရတယ်ဖြစ်တဲ့အတွက်ကြောင့်အဖွဲ့ရမစားနိုင်ဘူးတချို့တော့လည်းတော့ကိုပိုင်အခန်းလေးနဲ့ဆိုရင်ကောင်းမွန်ချက်စားလေးရတဲ့လူရှိတယ်အဲ့ဒီအတွက်လည်းဝမ်းတာတယ်ပေါ့နော်ဒါပေမဲ့လူတိုင်းကတော့ဖွဲ့ရစားနိုင်ဖို့ဆိုအလားလာရန်နေတာဖြစ်ပါတယ်အထူးသဖြင့်အလောက်ကန်ကအရန်စီမပြေတဲ့ဆိုရင်တို့ကဟိုပေါ့နော်ကျွန်တော်တို့ဒီဘဖွဲ့ရမဖြစ်တဲ့အချိန်တွေများရှိတယ်ကျွန်တော်ဆိုလဲခါလေကြအလောက်အရမ်းများတယ်အလောက်အရမ်းများတဲ့အချိန်ဖြစ်တဲ့တင်ကြကျွန်တော်ဟိုအမြတ်လေးစားလိုက်တယ်ပေါ့နော်အခုလောလောဆယ်ကျွန်တော်ကနေနေတာဖြစ်ပါတယ်စကားများနေလို့နည်းနည်းနေနေတော့ရေတောက်လိုက်ပါဗျအရင်ခေတ်တော့ဆိုရင်ကျွန်တော်တို့ခရမ်းကျွတ်တီးဆိုကျွန်တော်တို့ဒီအစိမ်းမစားရဲဘူးပေါ့နော်အစိမ်းမစားရဲဘူးချက်စားကြတယ်ကျွန်တော်တို့ရွာဖက်မှာတော့အဲ့လိုမျိုးခရမ်းကျွတ်တီးတော့မရှိဘူးပေါ့နော်ခရမ်းတီးရရိုးရိုးခရမ်းတီးအလုံးတွေအဲ့မျိုးချက်မှချက်ပြီးမှစားရတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးခရမ်းကျွတ်တီးတွေအတူမျိုးထဲမှာထဲတဲ့ဟာဆိုသိလို့ပေါ့နော်မရှိဘူးရှိလည်းမရှိဘူးပေါ့နော်အဲကြောင့်လည်းဒီခရမ်းကျွတ်တီးချက်စားဖြစ်ပါတယ်ပေါ့နော်သူရဲ့ခန်းချစ်တင်နဲ့ပတ်သက်တဲ့အာနိသင်ဘာတွေရှိမလဲပေါ့နော်အဲ့ဒါတော့တေချာမသိဘူးဒါပေမဲ့လည်းစားသူကကောင်းကောင်းလေးချက်တအားကောင်းတာဖြစ်ပါတယ်နောက်တစ်မျိုးကခန်းချစ်တီကဘယ်လိုမျိုးချက်စားလို့ရလဲဆိုတော့ခန်းချစ်တီကိုပပလေးလေးပေါ့နော်ပပလေးလေးကိုမှမြေပဲနဲ့ထောင်းပေါ့နော်မြေပဲနဲ့ထောင်းငရုတ်တီအတောက်လည်းငရုတ်တီအတောက်လည်းထည့်လို့ရတယ်အဲ့ဒါလေးအဲ့နောက်တနည်းလည်းအရန်မိုက်တယ်ပေါ့နော်အဓိကမြေပဲကိုမများလေးထည့်ပြီးခရမ်းကျွတ်တီကိုတေချာလေးပပလေးလီးမလားညက်မလားပေါ့နော်အဲ့ဒီအတွက်အရန်လိုအပ်တယ်ဆိုတော့တော်တော်လေးကောင်းတယ်ပေါ့နော်အခုနောက်ပိုင်းလည်းကျွန်တော်တို့တင်မော်တီထောင်းမှာဖြစ်ဖြစ်ဝက်ခောက်ထောင်းမှာဖြစ်ဖြစ်အထောင်းတော်တော်များတယ်ခရမ်းကျွတ်တီလည်းနေရာတော်တော်ယူလာတယ်ပေါ့နော်အရန်လည်းစားလဲကောင်းလာကြတယ်ဖြစ်ပါတယ်အခုတကယ်ချင်းလေးအနေနဲ့ရောခရမ်းကျွတ်တီကဘယ်လိုမျိုးလှုပ်ရှားဖြစ်လဲဆိုတဲ့ဟာလည်းပြောပြပေးလို့ရတယ်ပေါ့နော်တော်တော်များများကတော့ဒီလိုမျိုးခုခေတ်မှာတော့ဘယ်နေရာမှာဆိုပေါ့နော်
ဟိုမရနိုင်တဲ့အစားတောက်ဆိုတာတော့နည်းနည်းရှားသွားပြီဒါတော့မှလမ်းပတ်ဆက်သွယ်ရေးမကောင်းတဲ့အရာတော့မှဥမာပင်လယ်စာတစ်စင်လုံးဝမြန်မာနိုင်ငံအနက်ရနိုင်တာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးအရာတွေဖြစ်ပါတယ်အတီးရွက်ဆိုပို့ပြီးတော့မှပို့လို့တော့ရနိုင်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်ဒီတစ်ခေါက်ချက်တာလေးတိအဆင်မပြေဘူးပေါ့နော်ဒါအမှန်တမ်းပြောတာပေါ့နော်မင်းကတော့လေမီးကလည်းလာချင်လဲလာတယ်မလာချင်လဲမလာဘူးဖြစ်တဲ့အကြောင်းကိုလောနဲ့ချက်တယ်နောက်တစ်ခုပေါ့နော်အကြံပြုချင်တာလေဟင်းချက်ရင်လေဟင်းကိုပဲအာယုံ side station တယ်ပေါ့နော်အခုနောက်ပိုင်းကျွန်တော်ဟင်းချက်တဲ့ဗီဒီယိုတင်မရိုက်တဲ့အကြောင်းရင်းကလည်းကျွန်တော်အာယုံ side တဲ့ဗီဒီယိုရိုက်တဲ့နေရာမှာအာယုံ side တဲ့အတွက်ကြောင့်ဟင်းချက်တဲ့ချိန်ဟင်းကအရသာမှာရှိတာတော့ကိုကပတ်စံပေးပြီးမှတကူတကိုက်အဲ့လိုမျိုးရှက်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုမျိုးအရသာမရှိတဲ့အချိန်ကျရင်အရန်အဆင်မပြေနေဘူးပေါ့နော်အဆင်မပြေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟင်းချက်တဲ့အချိန်ကျရင်ဗီဒီယိုတင်မရိုက်တော့ဘူးအထူးသဖြင့် gas နဲ့ချက်တဲ့လူဆိုပို့ပြီးယူဆိုင်ရတာပေါ့နော်ဟိုပောက်ကွဲမှလည်းကြောက်ရတယ်ပောက်ကွဲလားမပောက်ကွဲလားတော့မသိဘူးသူ့ပေမဲ့လည်းအဲ့ဒါကိုယူဆပြီးဟိုဖြစ်ဖို့အရေးကြီးတာဖြစ်ပါတယ်ပေါ့နော်တော့ဒီခါတော့ဟိုမကောင်းလဲကောင်းစားရတာဖြစ်ပါတယ်ပေါ့နော်ဟိုချက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပြီးတော့မကောင်းရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဟင်းအစဟတ်တဲ့မတည့်နေဘူးပေါ့နော်မတည့်ဘူးဆိုတာလည်းကျွန်တော်တို့ချက်တဲ့ချိန်ကျအာယုံတိတ်မလာဘူးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကြည့်ပြီးတဲ့လူအားလုံးကျေးဇူးတင်တယ်ကျွန်တော်ဒီနောက်တစ်ခေါက်ဗီဒီယိုကြိုင်ခင်းကောင်းလေးပြန်ချက်ပြမယ်နော်အခုကဒီတကြက်နီးတဲ့ကျွန်တော်အလုပ်အရမ်းများတယ်ကျွန်တော်အကြီးကျယ်ပတ်စံချနေတဲ့အတွက်ကြောင့်နည်းနည်းဗီဒီယိုတိတ်မတင်ဖြစ်တာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခေါက်ကျရင်လည်းကျွန်တော်ဒီထက်လာမယ်ဒီထက်ရှောလာမယ်ဒီထက်ခတ်မယ်ပေါ့နော်လောက်ထားပေးပါအောင်အဲ့လိုမျိုးပေါ့နော်ဒီလေးနည်းနည်းခေါ်မှသူများ subscribe လုပ်မှလားတစ်ထောင်တော့မပြည့်သေးဘူးပေါ့နော်အားလုံးပဲလုပ်ပေးကြပါတောင်းဆိုချင်ပါတယ်နော်ထောင်လေးပြည့်ရှင်ပါတယ်ဒါကျွန်တော်ရဲ့ simple lifestyle လေးတွေရိုးရိုးရှင်းရှင်းဖြစ်တဲ့ဟာကိုပြပြသွားမှာဖြစ်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်